တခါကမျိုးသမီးဘီလီယံနာတဦးဟာယခုအချိန်အထိမိသူတဦးတယောက်ကိုမှမထီတူဘူးသေးပါဘူး။ဒါကြောင့်သူမကိုဖျားသခင်ကလေစိတ်ကိုတွားပြီးခင်ပွန်းလောင်းယူတဲ့ချက်ကိုလမ်းညွှန်ပေးလိုက်ဖြစ်ပါတယ်။ဒီအချိန်မှာဆင်းရဲတဲ့မျိုးသားတဦးဟာလုံခြုံရေးဂိတ်ကိုဖျက်တမ်းစစ်ဆေးခံနေတော့ရုတ်တရက်အချက်ပေးတံမီလာဖြစ်ပါတယ်။လုံခြုံရေးဝန်ထမ်းတွေကချက်ချင်းဝိုင်းရန်လိုက်ကြပြီးသူ့ကိုစစ်ဆေးဖို့အတွက်အဝတ်အစားတွေချွတ်ခံလိုက်ကြဖြစ်ပါတယ်။သူ့အဝတ်အစားတွေချွတ်လိုက်တဲ့အခါမှာတော့သူ့ခန္ဓာကိုယ်ပေါ်မှာဒဏ်ရာအမရွက်တွေအများကြီးရှိနေတာကိုလူတိုင်းကတွေ့လိုက်ရဖြစ်ပါတယ်။ဒီအချိန်မှာပဲအမျိုးသမီးဘီလီယံနာကရှေ့ကိုတိုးလာဖြစ်ပါတယ်။သူမဟာအဲ့ဒီအမရွက်တွေကိုဆွဲဆောင်မှုရှိတယ်လို့ယူဆပြီးသူ့ကိုခင်ပွန်းအဖေရွေးချယ်လိုက်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကညှင်းပယ်လိုက်ဖြစ်ပါတယ်။သူ့မှာစိတ်ဆက်ထားတဲ့သူရှိပြီးသူမကိုလက်ထပ်ဖို့သွားနေတယ်လို့ပြောလိုက်ဖြစ်ပါတယ်။ပြောပြီးနောက်သူထွက်ခွာသွားဖြစ်ပါတယ်။အမျိုးသမီးဘီလီယံနာကအမျိုးသားရဲ့ညှင်းပယ်မှုကိုအံ့ဩသွားပြီးလက်ထောက်ကိုအဲ့ဒီအမျိုးသားရဲ့နောက်ကျောင်းကိုလိုက်ဖို့အမိန့်ပေးလိုက်ဖြစ်ပါတယ်။အမျိုးသားဟာမင်္ဂလာပွဲကျင်းပမဲ့နေရာကိုရောက်တဲ့အခါသူ့ရဲ့မင်္ဂလာပွဲလို့ထင်ထားဖြစ်ပါတယ်။ဒါပေမဲ့စင်ပေါ်မှာစိတ်ဆက်ထားတဲ့သူအမျိုးသမီးနဲ့အခြားအမျိုးသားတဦးလို့လက်ချင်းတွဲနေတာကိုသူတွေ့လိုက်ရဖြစ်ပါတယ်။တကယ်တော့ဒါဟာသူ့စိတ်ဆက်ထားသူနဲ့ချမ်းသာတဲ့အမျိုးသားတဦးလို့ရဲ့မင်္ဂလာပွဲကျင်းပတဲ့နေရာဖြစ်ပါတယ်။အမျိုးသားကအဖြစ်မှန်ကိုသိလိုက်တဲ့အခါဒေါသအញ្ញံထွက်သွားဖြစ်ပါတယ်။သူစိတ်ဆက်ထားတဲ့အမျိုးသမီးကိုထိုးဖို့လက်သီးရွယ်လိုက်တဲ့အခါချမ်းသာတဲ့အမျိုးသားကသူ့ကိုလက်သီးနဲ့အရင်ထိုးချလိုက်ဖြစ်ပါတယ်။ပြီးနောက်လုံခြုံရေးတွေကိုခေါ်ပြီးအဲ့ဒီအမျိုးသားကိုမောင်းထုတ်ခိုင်းလိုက်ဖြစ်ပါတယ်။အမျိုးသားကသူတို့နှစ်ဦးလုံးကိုတနေ့ကျရင်ကန်ဆိုးမောင်းမောင်းကြားစေရမယ်လို့ကြင်ဆဲလိုက်ဖြစ်ပါတယ်။ဒီစကားကိုကြားလိုက်တဲ့အခါချမ်းသာတဲ့အမျိုးသားကသူ့ကိုချက်ချင်းပစ်ဒဏ်ပေးဖို့ဆုံးဖြတ်လိုက်ဖြစ်ပါတယ်။အမျိုးသားကလက်နှစ်ချကန်အချိန်မှာပဲသူကတုတ်တချောင်းကိုကောက်ကင်ပြီးအမျိုးသားရဲ့ခေါင်းကိုရိုက်ချလိုက်ဖြစ်ပါတယ်။ဒီအချိန်မှာပဲမင်္ဂလာဝတ်ဆုံးတဲ့အမျိုးသမီးဘီလီယံနာကရှောင်းဝင်လာဖြစ်ပါတယ်။သူမဟာမြေပြင်ပေါ်ကအမျိုးသားကိုအရင်ဆုံးထူပေးလိုက်ပါတယ်။ပြီးနောက်ချမ်းသာတဲ့အမျိုးသားကိုပါရိုက်လိုက်ပြီးဘယ်သူမှငတ်ခင်မုံကိုထိခွင့်မရှိဘူးလို့အထံကျကျနဲ့အော်ပြောလိုက်ဖြစ်ပါတယ်။